ဟုတ်တယ်ဦးမေဆက်သားဖြစ်ခဲ့တာလည်းအမှန်ပဲဦးမေအဲ့ဒီဆက်အာနာရှင်စနစ်ကိုစန့်ကျင်ပြီးထောင်ထဲမှာ15နှစ်နေခဲ့တယ်ဆိုတာလည်းအမှန်ပဲအဲ့ဒါသူတို့အားလုံးသိတယ်အဲ့တော့သူတို့နဲ့ဦးမေကြားတာပါချစ်ချစ်ခင်ခင်ရင်းနှီးနှီးပဲရှိတယ်သူတို့ကြောဘယ်လိုပြီးရှုပ်ခံရတယ်ဘယ်သူကလောက်တယ်ဦးမေမမေးတာတခုပဲရှိတယ်မြို့မြင့်ထိုင်းနိုင်ငံမှာရှိနေစဉ်ဓာတ်ရွှေသမီးရဲ့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာဆောင်ဗီဒီယိုဟာအင်တာနက်မှာပြန့်နှံ့ခဲ့ပါတယ်ပြည်တွင်းပြည်ပမှာရှိနေသူတွေဟာစစ်အုပ်စုရေပေါ်စီတွေရဲ့ချမ်းသာမှုစည်းစိမ်ကိုပထမဆုံးအနေနဲ့တွေ့မြင်လိုက်ကြရပါတယ်မင်္ဂလာဆောင်ကုန်ကြငွေဟာအဲ့ဒီနှစ်ပြည်သူ့ကျန်းမာရေးအတွက်သုံးတာထက်သုံးဆပိုပါတယ်အာရှတိုက်ရဲ့အစင်းအစုပ်နိုင်ငံမှာရလိုက်တဲ့လက်ဖွဲ့ဟာဒေါ်လာသန်း50ကျော်ပါတယ်လူမျိုးစုတွေကိုဖိနှိပ်နေတာဗမာလူမျိုးကဖိနှိပ်နေတာပေါ့ဗမာအစိုးရနဲ့ဗမာစစ်တပ်ကဖိနှိပ်နေတာဒီထဲမှာဦးမြင့်နဲ့ဆုံရတယ်ဒီကင်မျိုးသားတွေတခြားဆုံရတဲ့မွန်မျိုးသားတွေကချင်မျိုးသားတွေစရှိတယ်ဒီထဲမှာလူမျိုးတော်တော်ဆုံတယ်သူတို့အားလုံးကပြောမယ်ဆိုလို့ရှိရင်အကုန်လုံးအမြင်ကျကြတယ်သဘောထားလည်းကြည့်ကြတယ်ခွဲခွဲခြားခြားလည်းမြင်တတ်တယ်စစ်တပ်နဲ့ဗမာဆိုတာနဲ့တော့အစိုးရနဲ့ဗမာဆိုတာနဲ့သူတို့ခွဲခြားသိတယ်ဒီလိုချင်လို့စားလို့မလာဘူးဟုတ်တော့အာဒီကောင်ချလိုက်တော့အာကွာတော့ပေါ်လာမယ်ကတော့ဘာလို့ပါလဲ2009ခုနှစ်မှာစစ်အစိုးရဟာ73စီကိုအစမတန်ချက်ချင်းမြင့်တင်လိုက်တဲ့အတွက်ပြည်သူတွေဟာတုန်လှုပ်သွားစေခဲ့ပါတယ်။နိုင်ငံတော်တွေဥဆောင်တဲ့ထောက်ပေါင်းများစွာသောငြိမ်းချမ်းစွာဆန္ဒပြသူတွေဟာစစ်အာဏာရှင်ကိုတော်လှန်မှုထွက်ပေါ်လာခဲ့ပါတယ်။စစ်တပ်ဟာနောက်တစ်ခါဝင်ရောက်နှင်းပြီးဒါဇင်ပေါင်းများစွာကိုတိုက်ခတ်ကာဖောင်ပေါင်းများစွာကိုဖမ်းဆီးလိုက်ပါတယ်။ At the time, I was at Mesau, 80 kilometers away from my refugee camp. We got a lot of information about the demonstrations. Whenever I heard about the demonstrations and democracy activities, those things always remind me of my siblings. He's my younger brother. When I was arrested, at the time my younger brother fled to Thai Burma border. We have not met since 1989. Yes, my younger sister. Pregnant. In 1988, she is a physics final year student. She participated very actively in the demonstration. She was arrested, but not sentenced, only detained. Lucky. They went to America. I never met my niece, my nephew, and my sister-in-law.
ဒါကသမီးလေးစိတ်စိတ်မယ်လေ you know that လေးစိတ်စိတ် မသိဘူးလား no yeah လေးစိတ်စိတ် သမီးတို့လုပ်ပေးဦးမယ်အမေကလည်းစေးကသမီးတို့လုပ်ဆောင် မျိုးမင်းနိုင်ငံနဲ့နောက်ဆုံးတွေ့တဲ့အချိန်1989ခုနှစ်သူ့ကိုကြည့်ရတာလည်းငါအတွက်အရန်ပူပန်နေသလိုပဲငါတို့နောက်မှာလည်းထောင်လိုင်းတွေအများကြီးလိုက်နေတော့မျိုးမင်းလက်ကိုဆုပ်ကိုင်ပြီးတော့မျိုးမင်းနောက်ငါတို့တနေ့တော့တွေ့ကြတာပေါ့ပြောပြီးတော့ငါတို့နှုတ်သက်ထောက်ခါခဲ့တယ်မျိုးမင်းနဲ့ငါနဲ့ဒီမှာပြန်တွေ့ရတာငါတို့အတွက်အရန်ဝမ်းသာစရာကောင်းတာပဲမြန်မာပြည်မှာဒီနိုင်ငံရေးသမားထောင်ထွက်တွေအတွက်ကနာကလည်းမရှိဘူးရှေးရေးလည်းဘာမှမရှိဘူးမျိုးမြင့်ဟာအမေရိကန်မှာဒုက္ခသည်ဖြစ်ခံယူဖို့လျှောက်ထားခဲ့ပါတယ်အဖြေကိုစောင့်နေစဉ်မှာပဲမြန်မာနိုင်ငံမှာနာဂစ်ဆိုင်ကလုန်းတိုက်ခတ်ပါတယ်သုံးပတ်လောက်ကြာပြည်ပကအကူအညီတွေကိုညှင်းပယ်ပြီးစစ်တပ်အာဏာပိုမိုရစေပင်ဖွဲ့စည်းအုပ်ချုပ်ပုံကိုအတည်ပြုခဲ့ပါတယ်မြန်မာပြည်စစ်အာဏာရှင်စနစ်အောက်မှာရှိနေတဲ့၍ပြန်လို့မရနိုင်တော့အတွက်ညီကိုတွေရှိတဲ့နေရာကိုထွက်လာခဲ့ပါတယ်对的，怎么样的先生？ဒါကျွန်တော်တို့အဲ့ဒါ你以为在搞吗？ဒါထည့်ပါတော့ တိုင်းထဲမှာ 我们买单标杆，我们美国我们多少钱？你呢？你妈的细内路多少？没下来带动了，美国有多少？但呢，不话老他干我会都苦太贵了不？不然话干我会买地来的去嘛，干我会都贵话了。哎，贵来三毛呢？的，我美国多少了嘛？要没？Wherever I go to, I take this. This is the soil of Burma. When I miss my motherland, I touch this soil. I love my country. Wherever I miss my country, so I will take it with me to US. Cut the little.